အားလုံးပဲမင်္ဂလာပါ NWN Entertainment ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်ကျွန်တော်တို့တင်ဆက်ပေးသွားမှာကတော့ကချင် Ranger တွေအကြောင်းပဲဖြစ်ပါတယ်ကချင် Ranger တွေဘယ်လိုဖြစ်ပေါ်လာလဲကချင် Ranger တွေဆိုတော့ဘာလဲကချင် Ranger တွေဘယ်လိုတိုက်ခိုက်စွန့်စားခဲ့တယ်ဆိုတော့ဒီဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်ကချင် Gorilla ကချင်စစ်သေးလို့လည်းခေါ်ဆိုကြပါတယ်စစ်မြေပြင်မှာကျင်းလေပေါင်းနဲ့စွာတက်ခတ်ရုံနဲ့မကမကြောက်မရွံ့တရေတပတ်ကဲ့သို့ဒရဇက်တက်ခတ်တဲ့ချင်းကြောင့်စစ်သေးများလို့ခေါ်ဆိုကြပါတယ်တော်တွင်တက်ခတ်ရမှာလည်းအထူးကြွကျင်ကြတာကြောင့်ဂျန်ကဲဝါရီယာတွေလို့ခေါ်ဆိုကြပါတယ်အဲ့ဒီလူတွေဟာမဟာမိတ်တပ်များအတွက်အာရှစစ်မြေပြင်မှာအဓိကကျတဲ့ဖက်စစ်တို့ရဲ့ enemy line ကို American Navy ဟာတပ်ဖွဲ့ .101 နဲ့တူဝင်ရောက်ထိုးဖောက်တိုက်ခိုက်ပြီးတော့လမ်းဖွင့်ပေးခဲ့တဲ့တောင်တန်းသားမဟာမိတ်စစ်သည်များပဲဖြစ်ပါတော့တယ်1942ခုနှစ်မှာဗမာလွတ်လပ်ရေးတပ်မတော် BIA နဲ့အတူဖက်စစ်ဂျပန်ပြည်တပ်မတော်ကြီးဗမာပြည်သို့ဝင်ရောက်လာပါတယ်။ဒါကြောင့်အင်အား3သိန်းကျော်တဲ့ဖက်စစ်ဂျပန်တပ်နဲ့အင်အား4သိန်းခွဲများရှိတဲ့မဟာမိတ်တပ်တို့ဟာရင်ဆိုင်ရမယ့်အနေအထားဖြစ်ခဲ့ပါတယ်။ဗမာပြည်နဲ့အိန္ဒိယပြည်နယ်စပ်ဟာ enemy line ဖြစ်နေပြီးတော့ဗမာပြည်ဟာအာရှရဲ့ရှေ့တန်းစစ်မြေပြင်ဖြစ်နေပါတော့တယ်။ဖက်စစ်ဂျပန်တပ်တွေဟာဗမာပြည်ကိုသိမ်းပြီးနောက်မြောက်ဘက်ကိုဆက်လက်ချီတော့အိန္ဒိယဘက်ကိုထိုးဖောက်ဖို့ကြိုးပမ်းကြပါတယ်။ဒါပေမဲ့လည်းကုကီချင်းအပါဝင်ချင်းတောင်တန်းသားများ၊နာဂတောင်တန်းသားများ၊နောက်ရှမ်းပြည်သားရှမ်းလူများကချင်တောင်တန်းသားတွေကကြမ်းတမ်းခက်ခဲပထဝီရှိတဲ့မိမိတို့ဒေသရဲ့အာသာချက်ကိုယူပြီးတော့တော်တွင်ပျောက်ကြားစစ်စင်မှုများကိုဆင်နွှဲပြီးဂျပန်တို့ကိုတိုက်ခိုက်ခဲ့တာကြောင့်ဂျပန်တို့ရဲ့အိန္ဒိယဘက်ကိုထိုးဖောက်ရေးဟာကြမ်းကြခက်ခဲလျက်ရှိပါတော့တယ်။တရေတပတ်စစ်တကယ်လို့တိုက်ခိုက်တတ်တဲ့အဲ့ဒီတောင်တန်းစစ်သည်တွေကိုဂျပန်တွေကပါပျောက်ကြားစစ်တရေများဂိုရီလာများဟုပြင်ပိုးတက်ခဲ့ကြတာဖြစ်ပါတယ်။မဟာမိတ်တပ်တွေကလည်း enemy line ကိုထိုးဖောက်နေတဲ့အတွက်မဟာဗျူဟာသုံးဆင့်ချမှတ်ခဲ့ပါတယ်။မဟာဗျူဟာနံပါတ်1ဟာပန်ပြည်မှာကချင်တွေနဲ့အတူလေ့ကျင့်နေတဲ့ဘူဒိုဂျီစကီဝဲရဲ့ British Chinese Force တရုတ်တပ်မ22 38တပ်တွေကဒီလိုလမ်းမကြီးခေါ်ပိုးလမ်းမအတိုင်းကချင်တောင်တန်းကိုဖြတ်ပြီးတရုတ်ပြည်သို့ထိုးဖောက်ဝင်ရောက်ရန်မဟာဗျူဟာနှင့်ဗိုလ်ချုပ်ကြီးဝင်းဂိတ်ဦးဆောင်တဲ့ British Burma တပ်တွေဖြစ်တဲ့ The Kenyan Rifle, The Kachin Rifle, The Kachin Levy, Goroka ချင်းတပ်ဖွဲ့များကာလဖီလစ်နဲ့ Robert တို့ဦးဆောင်တဲ့ Lady City Commando တွေကဗမာပြည်လေပိုင်းကိုထိုးဖောက်ဝင်ရောက်ရန်မဟာဗျူဟာတော့အမတ်14 British တပ်မှကြီးဟာနောက်မှဆက်လိုက်ပါရင်ဆိုတော့အပြည့်အစုံကိုချမှတ်ထားပါတယ်။အဲဒီဗျူဟာအဆင့်ကိုလုပ်ဆောင်ဖို့ enemy line ကိုထိုးဖောက်ဖို့အတွက် American ဗျူဟာတပ်ဖွဲ့ Dutch Navy ကတာဝန်ယူပြီး American တပ်ဖွဲ့ဝင်ဂျန်ကလန်မှာရှိတဲ့ Dutch Navy မှာကချင်စစ်သည်တွေရဲ့ကူညီအားဖြည့်မှုနဲ့ကချင် Ranger ခေါ် Jimpon Ranger တပ်ဖွဲ့ကိုဖွဲ့စည်းပြီး Gorilla Operation ကိုစတင်ကုန်ထည်ဖော်နေပါတယ်။ enemy line ကိုထိုးဖောက်ဝင်ရောက်တက်ခတ်ပြီးတော့မြစ်နာမြို့မှာလေကြောင်းစကန်စစ်စကန်များချထားနိုင်တဲ့အထိမဟာမိတ်တပ်တွေအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ရိုးရဓာတ်ကိုအမြဲလွယ်ထားပြီးတိုက်ခိုက်လေးရှိတဲ့ထောင်ကနန်းများရှိတဲ့ကချင် Ranger တွေဟာလေကြောင်းထောက်ပံ့ရေးမှချပေးတဲ့ခရမ်းရိတ်ခါတွေနဲ့သာတောတွင်းချစ်တရင်အင်အားပေါင်းနဲ့ချီရှိတဲ့အမှတ်18အမှတ်56ဖက်စစ်ဂျပန်တပ်မှတွေကိုခြုံခုတိုက်ခိုက်ခြင်းစခန်းတွေကိုဝင်ရောက်စီးနေခြင်းလေရင်ပြက်ကျဖန်ဆင်းခံရတဲ့မဟာမိတ်လေရင်မှုတွေကိုကယ်ဆယ်ခြင်းများကိုစွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပါတယ်။ချင်းနာဂရှမ်းနီတို့ရဲ့ပျောက်ကြားစစ်သည်တွေနဲ့လည်းပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ဓာတ်101ရဲ့စေတပ်ဖွဲ့ဖြစ်တဲ့101 OSS ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်းကချင် Ranger များဟာအဓိကအားထားရတဲ့လုံခြုံရေးတပ်ဖွဲ့ဖြစ်ခဲ့ပါတယ်။1944ခုနှစ်မြစ်ကြီးနားဗမော်မြို့များကိုသိမ်းပိုက်ပြီးတော့လမ်းဖွင့်ပေးပြီးနောက်မဟာမိတ်တပ်များဝင်ရောက်လာကတရုတ်ပြည်ကိုဆက်လက်တိုက်ခိုက်တဲ့အခါမှာလဲကချင် Ranger တွေဟာတောင်ဘက်ကိုဆင်းပြီးဗမာပြည်သိမ်းပိုက်ရေးလုပ်ငန်းကိုကူညီတိုက်ခိုက်ခဲ့ရင်တောင်ငူအထိရောက်ရှိခဲ့ပါတယ်။ကချင်ပြည်ထဲကိုဝင်ရောက်တဲ့မဟာမိတ်လမ်းကြောင်းနဲ့ဗမာပြည်အလယ်ပိုင်းကိုဝင်ရောက်တဲ့မဟာမိတ်လမ်းကြောင်းနှစ်ခုကြားကွာခြားချက်မိုင်250တလျှောက်မှာဖက်စစ်တပ်တွေကိုလိုက်လံပိတ်ဆို့တိုက်ခိုက်ရေးတာဝန်ကိုကချင် Ranger တပ်ဖွဲ့ဝင်တွေဟာကြေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးရှမ်းပြည်မှာတဆင့်ထိုင်းဘက်ကိုစုတ်ခွာမဲ့ဖက်စစ်တွေကို
လိုက်လံတိုက်ခိုက်မဲ့ဓာတ်101ရဲ့မစ်ရှင်မှာလဲကချင်ရင်းဂျာအများစုဟာခြေကုံလက်ပန်းချက်ကစစ်ပန်းနေပြီဖြစ်တာကြောင့်မလိုက်နိုင်ခဲ့ပါဘူးဒါပေမဲ့လည်းကချင်ရင်းဂျာ1500ခန့်ကတော့ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်ဓာတ်101အဖွဲ့ဟာလက်ချံကချင်ရင်းဂျာတပ်ဖွဲ့ဝင်တွေကိုအဓိကခြေခံပြီးတော့ရခိုင်ကရင်ဂရခါရှမ်းတရုတ်ဗမာအမျိုးသားတွေနဲ့တရင်လရင်ဖွဲ့စည်းပြီးတော့ရှမ်းပြည်ကိုဝင်ရောက်ကဖက်စစ်ဂျပန်နဲ့ထိုင်းတပ်မတော်တို့ကိုလိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပါတယ်1945ခုနှစ်ဇူလိုင်လ12ရက်နေ့မှာတော့ဗမာမြို့စိန်လုံးကပအဆောက်အုံမှာမဟာမိတ်အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ကချင်အမျိုးသားတို့ရဲ့မိတ်ဆွေဖွဲ့ပူးပေါင်းခြင်းရဲ့အောင်ပွဲအဖြစ်မနှောပွဲကျင်းပခဲ့ပါတယ်Ruthless Taking Force Allied Guerrilla ကိုမဟာမိတ်တပ်ဖွဲ့များကြားအသိမှတ်ပြုခံခဲ့ရတဲ့ကချင်ရင်းဂျာတွေနဲ့ဖွဲ့စည်းထားတဲ့ DAT 101 unit ဟာ Citation of Military Award ဆုကိုရရှိခဲ့ပြီးအဲ့ဒီမနှောပွဲမှာတပ်ဖွဲ့ဝင်အားလုံးကိုလည်း Citation of Military Assistant Compute လက်မှတ်နဲ့အတူ Silver Medal တစ်စိတ်ကိုလည်းချီးမြှင့်ခဲ့ပါသေးတယ်ဂျပန်တို့ထံမှရရှိခဲ့တဲ့ကီနိုဓာတ်တွေပါဝင် Sniper Rifle တွေကိုလည်းဂုဏ်ပြုပေးခဲ့ကြပါတယ်ရန်ကုန်မှာရှိတဲ့ American တန်ရုံးမှာလည်းကချင်ဓာတ်လွှဲထားတဲ့ American နဲ့ကချင် Ranger စစ်သားပုံရုပ်ထုနဲ့ကွန်ပျူတာနှစ်စဉ်နှစ်တိုင်းအထိမ်းအမှတ်အခမ်းအနားတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ကချင် Ranger တွေအပါအဝင်လူသားတို့ရဲ့လွတ်လပ်မှုတရားမျှတမှုတွေအတွက်ဘဝနဲ့အသက်များပေးဆက်ပြီးရဲရင်စွာစွန့်စားတိုက်ခိုက်ခဲ့ကြတဲ့သူရဲကောင်းများအားလုံးကိုကဘာမြေရဲ့မြင့်မြတ်သူတွေအဖြစ်လူသားတို့မှုတရားပထဝီမြေကြီးကထာဝရသိမှတ်ပြုနေမှာဖြစ်တယ်လို့တင်ဆက်ပေးလိုက်ရပါတယ်။ 101 Kachin Jago, Chimetgo, Malaysian Sum, Malaysian Linangta, to Guba Paketia Tamjite, to Munga to Nelong Bong Na, Dong Hong Te, Kasen Pum Go for Fang Wai Renga, to Guba Lutum Tangji Paketia to Nego, Yago, Japan Nego, Munga Nego Jam Jabangwa. Rơi từng ri từng lát bằng hoài mà cho tin nga mong tan tin nga lumu ka tin nga mong do tin mo ko maga la ra sai tai mà cho anh để chim pho ni tai ni tai rum re khong nga jang la ngai me sang na me re la ngai san tai nga na ma nga phen la ko lon na tin nga mong tan the tin nga mong do ni pe mko mga lara sai nga na phô phang wai re sai tai ko na ma chan kasat matwa sai Japan kasat matwa sai ande mano manang ne tu ba ne tnai ko ande jung pho ne kachin jing cha ande tha mon hong chan hai da kuman nong bo ko American wa re American nong bo na Today I'm boy got Tang Jiwa Tem got to Chung Pony Thai, Chung Na Shandego, and then
ram rat makha ande lejang ra sai ngan na ro fu we glo thang ba sai nga ande amyo sha ne chung pho no mun no hong chan lo mai ngan na chun ne de American tu ba check check ma ho siam bu na de pita lakking wen de wa ho chung pho ka ke che ma de sing re na san de de an de go chung pho de nan de an de go ko fu ko no pe re sai yo nga na wo kan de mun hong chan de dai chi chen jing ja da wo ra ka tu ton ti ni de man mo dap ne pong yang go mun sum li re na re Japan ni pe an de pum ga khun na yang ga khun na American English ni the pong na ben mong te ngut kha an de ka sat le wa mu kom ga le wa sai re nga me myo tu ton ti ni the man mo ni the pong tai ni go English ni chung pho ho kai lo re ti mu tai go English tap ne re nga an de ring ja ni kha battalion tan chin manga ho re nga tai hun na mong dan mo kom ka le wa sai re nga mai go nam kham ka sa te de jle American bung le pom cha de la de nam kham ti ngai sin ha de pom go ba di shan wa ngai de to ne go pa nga wa ra to ne go pom go ba di shan wa ka the fa the pom go ba de wo ka dum sin ma tat ram tha pong a dim ngai dum ma de Bian nai khum lo hong de ram le jang ho ngai tum wa le tho ngai ya menang wa ho tho kai chan ko nga menang wa ngai sumo twa jang ho ngai ya menang wa ho nang go si sen te nang go ya bai shung wa sai nga ngai phe de ho de go lo hong lang de ho bin lai me na Japan ya nai lung we men mong tha ka ba thum phen dapแต่ก็สัตย์แต่เชื่อมุตัยจนกลางปีเลยแต่เชื่ออเมริกันเฟนดูว่าก็ไงเพ่ไงมอมาได้แต่เชื่อมซีมาได้ชื่อไงเพ่ปนไงเพราะไงให้ไงตุ้มว่าเธอก็จะปันฟังแล้วก็ไปสนับเธอเช่นไปกับสามัดว่าใส่เรื่องไงเป็นช่วงไงก็ยันได้นางวัดว่าเช่นทับปีไงแต่เชื่อเลยโยงไงโนนาEdim ya go ke namal wa tha tep na jang namal wa tha te ho bin le mal wa tha nga malam lu te go ya de ni du ra ngaya the American kep kup chop pi achitแต่แทงมาจูขังมาจูกับถึงเรื่องกูก็สระมาซุ่มป่วยไอ้ที่ฉันเองค่ะไอ้จังเงินแต่โซดาสเต็ปงวยจงฟ้าแต่ก็ฟ้ามูเด็กฟุตจนมาดัวแต่ก็หลังไงมันลุบแต่ก็ชิงเกมมันฟุตแต่เมื่อกี้ลูกปั้นคนน่ะลูกบูมูหลังไงมันว่องจุดปั้นเนี่ยก็ไปได้แต่เริ่มไม่ได้มูจีก่อนแต่คุมชันเดชเปล่าค่ะก็จิมิมุงชายก็เรียกสังเปเจจุตุมให้รังอ่ะยังไงเจดรำก็อันเดมิจินายไงเธอเมื่อก็มาซุ่มเร่แล้วไงมัวมูซีไอจนฟันดาจมเจเรียมอันห้องก็สักนอกคงไงก็กาเด็กเดมินงไงก็ไงมูนเจตุมเจมาเทคูเร่งอ่ะไอ้ก็ตวันตั้งไว้ว่าเรื่องรู้จักนะอันเดียนได้วันนี้เพ่ก็ได้เมนมงอาสุยาคุณนะสกุลอยู่ไอ้มงอายประทามมูโจไอ้ละมูงาฟ้ามูไอ้ยังก็เลยจนนี่ฟังสมก็อันเดียที่นั่งมงตันที่นั่งมกมกานาชา
คุณท่าติ้งลงงามจก็ฉันเดินสกุลลาเตมูก็ลังไม่อ้อมน้องใส่พุงลีแพ้ตะพักก็โลมาว่าใส่เรื่องอ่ะฉันได้แต่นี่ดูค่ะฟันจอยไว้ฟันสกายเลยแต่โคเรื่องอ่ะก็ไม่วันเป็นลาก็โลสาวายได้สิเลยแล้วก็ไฟตามร้านนาคิวฟีไทยว่านางไงใครที่ตุนดีก็อาจจะมาจริงนะเงาแต่ขันก็โลจังนะก็ได้อยากจะมูลล้นนางแต่ล้นนางมาก็นำบัดละไงก็ชนิดนักเรียนสังเวชจูตุโมอาคิวฟิวนะนำบัดละห้องก็อายุเยอะทำไมมหนมาในฟ้าในเพชรคิดชมาเดี๋ยวเจดีจะคิดชมาเรื่อยไปก็จีไม่มุขมก็โลละนำบัดมาสมก็มงชัวกุมไกดังละมาก็จีรำมายามงชัวเพนลาเรใส่งอนละก็จีไม่มุขชัวฉันเทก็เพนลาเร่ละมงชัวมาชาเร่แต่เมื่อก็จีไม่บอกก็แต่ยังชมจะเคยมันลีงวนาก็มาชาเนี่ยอารมณ์อะไรเพแต่สมิธนาละไงไม่ปีก็หุมท่าหุมลาละนางมาสิ้นมาชี้จนมันนางว่าโมเชียอารมณ์อะไรเพมาแต่เพอะไรพาอะไรมาสิ้นมาชี้งานนาละแต่มันลีนางก็เลยโมหามงาจังไงก็นิ่งเองก็นำล้นนางานละไอ้เพใครจีก็แต่กูอาจุฟีดัดเลยแต่นี่ไงใครดูไหมไม่ได้จนยังไงเดี๋ยวมันก็บ้าก็นิ่งเลยมีจะจนเลยมาจันเนี่ยกับพัดก็นิ่งเลยได้แล้วผมคุ้มชากับคุ้มชาไม่ท่าฟ้าละให้จีอะเคยสั่งจนได้แต่เทมเรื่องไงทำใช้คุยอะทุกข้าไม่มิดงาคุยเรื่องอ่ะ